ကိုယ့်ရဲ့စိတ်ထဲမှာမုန်းတဲ့လူရှိများရှိသလားလို့လိုက်ချင်းဘယ်သူပေါ်မှမမုန်းရနောက်ဆုံးမှကိုယ်လာလာကြိုက်တဲ့ချင်းကလေးတွေရဲ့တောင်းအစပြီးတော့မုန်းတယ်ဆိုစိတ်မရှိဘူးပေါ့နော်အားလုံးပေါ်မှာမုန်းခြင်းဆိုတာကင်းမဲ့သွားတဲ့သဘောတရားလေးကိုမေတ္တာလို့ခေါ်တာပဲအဲ့ဒီလိုအမုန်းတရားကင်းစင်အောင်မိမိရဲ့တဏ္ဍာမှာမေတ္တာဆိုတာကိုကြိုးစားအထောက်ဖို့လိုအပ်တယ်တဲ့အဲ့ဒီမေတ္တာဆိုတဲ့သဘောတရားကိုကိုယ့်ရဲ့ရှင်နဲ့နှလုံးထဲမှာတွေ့အောင်ရှာပြီးဆိုလို့ရှိရင်ဘယ်လိုတွေ့အောင်ရှာမလဲမေတ္တာရဲ့မေတ္တာဖြစ်မှုမဖြစ်မှုကိုသိအောင်သူ့မှာသင်္ကေတလေးတွေရှိတယ်ဆိုင်းရှိတယ်ပေါ့ characteristic လို့ခေါ်တယ်ပြင်လက္ခဏာလေးတစ်ခုရှိအဲ့ဒါကဘာလဲလို့ဆိုရင်အကျိုးစီးပွားကိုလိုလားတဲ့စိတ်သဘောထားလေးဖြစ်လာတာဒါမေတ္တာဖြစ်တယ်လို့ခေါ်တာဥပမာပဲဘယ်သူပဲဖြစ်ဖြစ်ရှိလိုက်လို့ရှိရင်သူအကျိုးလိုလားတဲ့စိတ်လေးဖြစ်ဒါမေတ္တာပဲသဗ္ဗိတ္တအဝိရာဟောတုလို့မေတ္တာပို့နေမှာမဟုတ်ဘူးသူကဘယ်သူပဲဖြစ်ဖြစ်ကိုလုံးပေါ်ခိုင်းမဲ့ခြင်းသူကောင်းကျိုးချမ်းသာတွေရပါစေဆိုတဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒါမေတ္တာဖြစ်သွားပြီလို့ပြောတာပဲမေတ္တာဟာအဲ့ဒီအချိန်မှာဖြစ်သွားတာအဲ့ဒီဖြစ်သွားတဲ့မေတ္တာကို develop ဖြစ်အောင်ကိုကလုပ်ပေးတာပဲမေတ္တာပွားတယ်ဆိုတာ develop ဖြစ်အောင်လုပ်ပေးတာအဲ့ဒီစိတ်ဓာတ်မျိုးအချိန်ချင်းဖြစ်အောင်လုပ်ပေးတယ်ပေါ့တခါတည်းအနေဖြစ်တယ်ဆိုလို့ရှိရင်စွမ်းအားမရှိအချိန်ချင်းဖြစ်ပြီဆိုရင်စွမ်းအားတွေတက်လာတယ်အဲ့ဒီစွမ်းအားတက်လာအောင်လေ့ကျင့်ပေးတာကိုမေတ္တာဘာဝနာလို့ပြောတာ